ကျွန်တော်ကဘာဆက်ပို့ကိုတကြောင်းသိန်းတရားတမှထားပေမဲ့လူတွေကဈေးကြီးတယ်လို့မထင်တဲ့အပြင်တိန်းထောင်ထီပေးပြီးပို့ခိုင်းကြတယ်တချို့ဆိုရင်သူတို့အတွက်အကူအညီတစ်ခုလောက်လုပ်ပေးဖို့အတွက်သူတို့သမီးကိုတောင်ကျွန်တော်လည်းပေးစားချင်ကြတယ်တကယ်တော့ကျွန်တော်ကရိုးရိုးသားမှဘာဆက်ပို့တွေသူတယောက်ပါဒါပေမဲ့ဇူလိုင်လ15ရက်နေ့မှာထူးဆန်းတဲ့ order တစ်ခုကိုလက်ခံလိုက်ရပြီးတဲ့နောက်ဘာဆက်ပို့တဲ့လောကမှာကျွန်တော်ဟာထိတ်တန့်ကတယောက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီနေ့ကဝယ်ယူသူကအကင်တစ်ခုမော်ထိုင်ရက်တစ်ခုလင်းစီးကက်တစ်ဖားနဲ့မိချက်တစ်ခုကိုမှာခဲ့ပါတယ်ကျွန်တော်ပစ္စည်းတွေအကုန်ဝယ်ပြီးပို့ပြင်ဆင်နေတော့မှ order တွေကမှတ်ချက်ကိုတတိထားမိလိုက်တယ်အဲ့ဒီမှတ်ချက်ကတော်တော်လေးထူးဆန်းနေပါတယ်မှတ်ချက်ထဲမှာတက်လေကားတစ်ယောက်ရင်လေးလွှာခလုတ်ကို၄ချိန်ဆက်တိုင်းနှစ်ရမြေလို့ရေးထားတယ်လိမ့်စာနေရာမှာတော့ကျဲပွင့်လေးတွေပဲကြွရတယ်ဒါကစနစ်ထဲမှာထိခိုက်လွယ်တဲ့ကင်းခန်းတန်းတွေမို့လို့ဖျောက်ထားတာဖြစ်မယ်လို့ထင်ပြီးတိတ်မစင်စားတော့ပဲတွားလိုက်ပါတယ်ရောက်သွားတဲ့အခါတက်လေကားထဲဝင်ပြီးလေးလွှာခလုတ်ကို၄ချိန်နေလိုက်ပါတယ်ကျွန်တော်မှဆွဲလန်းစိတ်ရှိလို့မဟုတ်ပါဘူးထူးဆန်းတဲ့ဝယ်ယူသူတွေရဲ့ဒုက္ခပေးတာကိုခံရမှာကြောက်လို့ပါတကယ်လို့သူတို့ခိုင်းတဲ့အတိုင်းမလုပ်လို့အမတ်စော်တာမျိုးခံရရင်ကျွန်တော်တို့အများကြီးနေတာမှမို့လို့ပါဒါပေမဲ့၄ချိန်နေပြီးတဲ့နောက်မှာတော့အပေါ်ကိုတက်နေတဲ့တက်လေကားကရုတ်တရက်အောက်ကိုထိုးဆင်းသွားပါတယ်ပြင်းထန်တဲ့အချိန်နဲ့ကျသွားပြီးတဲ့နောက်မှာတော့ဝုန်းဆိုတဲ့အတန်းကြီးနဲ့အတူရပ်သွားပါတယ်ကျွန်တော်လည်းကြောက်လွန်လို့ခြေထောက်တွေတောင်မခိုင်းတော့ပဲတယောက်ကများထထမတ်နောက်ပြောင်းနေတာလားလို့ထင်မိပါတယ်ကျွန်တော်တက်လေကားတွေကနေထွက်ပြီးအဲ့ဒီလူကိုသွားပြောဖို့ပြင်လိုက်ပြီးမယ်ခဏကြာမှပဲမြင်ကွင်းတွေကလုံးဝပြောင်းလဲသွားပါတယ်ကျွန်တော်ရှိမှရှေးဟောင်းအဆောက်အုံတွေနဲ့ခင်မီအဆောက်အုံတွေရောနှောနေတဲ့လမ်းမကြီးတစ်ခုကိုတွေ့လိုက်ရတယ်။ကောင်းကင်ကြီးကလည်းမောင်းမောင်းမိုင်းမိုင်းကြီးထင်နေပါတယ်။လမ်းသွားလမ်းလာတွေကလည်းရှေးဟောင်းဝတ်စုံတွေခေတ်ဟောင်းဝတ်စုံတွေကိုအမျိုးစုံဝတ်ဆင်ထားကြပါတယ်။ဒါပေမဲ့သူတို့ကျွန်တော်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်အရန်ကိုထိတ်လန့်သွားပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့မျက်နှာတွေကသွေးမရှိသလိုဖြူဖက်ဖြူလျော့ဖြစ်နေလို့ပါ။စီကူးရင်နေတာပဲဖြစ်မှာပါလို့ကိုနစ်တင်ရင်ပြန်တေးဖို့ကျင်းလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲအေးဆက်ဆက်လက်တစ်ဖက်ကကျွန်တော်ပခုံးဘောက်ကိုလာတင်ပါတယ်။ကျွန်တော်မလိုက်တာလေပေးပါအောင်ဆိုတဲ့အတန်းကြောင့်ကျွန်တော်လည်းတိမတကြောက်သွားပါတယ်။ကျွန်တော်အမြန်လက်ကြည့်လိုက်တဲ့အခါအသက်40ဝန်းကျင်လောက်ရှိတဲ့အမျိုးသားတယောက်ကိုတွေ့ရပါတယ်။သူကခင်မီဝတ်စုံနဲ့စံမင်းမုံဆဲမျိုးရှိပေမဲ့မျက်နှာကတော့စက်ကူလိုဖြူဖာနေပါတယ်ကျွန်တော်လည်းအော်ဘီလဲကြာသွားတဲ့အခါမောပါနေရောက်လာမှတော့ဆိုပြီးအဲ့ဒီလူကပါစေကိုဖောက်ပြီးအကင်းဒီကိုစားလိုက်ပါတယ်ပြီးတော့ပြန်ထွေးထုတ်လိုက်တယ်အဲ့ရက်ကိုတောက်ပြီးပြန်ထွေးထုတ်လိုက်ပြန်တယ်သူ့ရဲ့မျက်လုံးတွေကတစ်ခုခုကိုလွှမ်းဆွနေတဲ့ပုံစံမျိုးနဲ့အတော်လေးကိုအရသာခံနေပုံရပါတယ်ကျွန်တော်လည်းအရန်ကြောက်ပြီးအခုကြီးရဲ့ကျွန်တော်ပို့ခဲ့လည်းမယူတော့ပါဘူးပစ္စည်းတွေလည်းအကုန်ပေးခဲ့ပါမယ်ကျွန်တော်ကိုသွားခွင့်ပြုပါလို့တောင်းပန်လိုက်ပါတယ်မရဘူးညီလေးအလကားယူရင်ဝကြွေးတွေကြံခဲ့ပြီးနောက်ဘဝကူဖို့အတွက်အစင်မပြေဖွတ်တတ်တယ်လို့ပြောပြီးသူကကျွန်တော်ပြင်မှာထိုင်လိုက်ပါတယ်ဆေးလေးတစ်လက်ကိုမီးညှိလိုက်ပြီးနောက်ထပ်တစ်လက်ကိုကျွန်တော်ကိုကန်ပေးရင်စိတ်အေးအောင်တောက်လိုက်ပါအောင်လို့ပြောပါတယ်ကျွန်တော်ကတော့ကြောက်လန့်နဲ့ဒါကဘယ်နေရာလဲလို့မေးလိုက်ပါတယ်အဲ့ဒီလူကနောက်ဆုံးပေါ်ဖုန်းတစ်လုံးကိုထုတ်ပြတယ်ဒါကငရေပြီလို့ခေါ်တဲ့နေရာပဲလို့ပြောပါတယ်သူကဆေးလေးအရန်တောက်ချင်နေတာကြောင့်လူတွေကသူ့အထက်မီးရှို့ပေးလိုက်တဲ့ဖုန်းထဲပါဆယ်ဝက်ကြီးတာအောင်မြင်သွားလို့ဝမ်းတာနေပုံရပါတယ်ဒါကိုကြားလိုက်ရတဲ့အခါကျွန်တော်တေးမတာထိတ်လန့်သွားပါတယ်ပါဆယ်လာဖို့ရင်းနဲ့ငရဲပြီအထီရောက်လာရတယ်ဆိုတော့ကျွန်တော်လည်းတုံတုံရင်းနဲ့ပြန်လို့ရအောင်လားလို့မေးလိုက်ပါတယ်ဒီမှာတနာလီထပ်ပေါ်မနေရင်ပြန်လို့ရပါတယ်မင်းမလူအသက်တွေအပြည့်ရှိနေတော့ဘယ်သူမှမင်းကိုဘာမှမလုပ်ရပါဘူးအချိန်မရှိလို့အတိုးချုပ်ပဲပြောမယ်ငါနာမည်ကစူးထူးချမ်းပါငါဘွားမှာနောင်တရစရာတိတ်မရှိပြီမဲ့ငါမိန်းမနဲ့ကလေးကိုတော့အားနာမိတယ်လို့သူကပြောပါတယ်ငါငငယ်တုန်းကလူမိုက်တယောက်ဖက်ခဲ့ပြီးအကျွေးတွေတင်လို့ထပ်ပြစ်ခဲ့ရတယ်နောက်တော့နာမည်အသစ်နဲ့ဟိုတယ်ပိုင်ရှင်ထိလာခဲ့ပြီးမဲ့သူတို့စီပြန်မသွားခဲ့ဘူးနောက်ထပ်ချစ်သူအသစ်တွေနဲ့ပဲပြောနေခဲ့ပြီးနောက်ဆုံးမှာတော့ကားအက်ဆီဒန့်နဲ့တေဆုံးသွားခဲ့တာပါအဲ့ဒီလိုပြောရင်သူကတက်ပြင်ချလိုက်ပါတယ်ငါမတေခင်ကဆုံဆိုင်ကြည့်တော့သူတို့တွေဟာငါရဲ့အကျွေးတွေအတိုင်းချင်းချောက်ခံနေရပြီးအရန်ကိုစင်းစင်းရဲရဲနေထိုင်နေရတယ်ဆိုတာသိခဲ့ရတယ်ဒါကြောင့်သူတို့အတိုင်းတိလာကိုတိတ်တဆိတ်စူးစောင်းပေးခဲ့ပြီးမဲ့သူတို့စီမပေးရသေးခင်မှာပဲငါတေးသွားခဲ့တာပါအခုမင်းရဲ့ငွေလက်ခံတဲ့ကိုထုတ်လိုက်ပါလို့သူကပြောတယ်ကျွန်တော်လည်းမယုံတဝက်နဲ့ကိုထုတ်ပေးလိုက်တဲ့အခါတင်းတရာလွဲပေးလိုက်ပြီလို့သူကပြောတယ်စူထူချင်းရဲ့အတန်ကယူတရက်တီးကြည့်ထွားပြီးအဲ့ဒီထဲက60သိန်းကိုငါသမီးစီပေးပေးပါကျန်တဲ့10သိန်းကတော့မင်းရဲ့အတွက်ပို့ခအပြည့်ယူလိုက်ပါနဲတယ်လို့ထင်ရင်ထပ်တောင်းလို့ရပါတယ်မင်းအများကြီးတောင်းရင်လည်းငါပေးမှာပါဘာလို့လဲဆိုတော့မင်းငါ့ကိုကူညီနိုင်လို့ပါလို့သူကပြောတယ်10သိန်းတောင်လားပြီးတော့ထပ်တိုးတောင်းရသေးတယ်ကျွန်တော်အရန်အံ့တော်သွားပြီးမြဲဈေးတော့မစစ်ရပါဘူးဒါပေမဲ့ဖုန်းကလိုင်းမချီတော့တကယ်လွဲတာလားအလကားပြောနေတာလားဆိုတာမသိနိုင်တော့ပဲသူ့စကားကိုပဲခဏလောက်ယုံကြည်လိုက်ရပါတယ်ကျွန်တော်ကအဲ့ဒီပတ်စံတွေကိုအကုန်ယူထားလိုက်ရင်မကြောက်ဘူးလားလို့မေးတော့သူကရဲပြီးတော့မင်းကငါ့စီကိုဆင်းလာပြီးအဖော်လုပ်ချင်လို့လားလို့ပြန်မေးပါတယ်ကျွန်တော်လည်းချက်ချင်းပဲကြောက်သွားပြီးပတ်စံတွေကိုတပြားမှမလျော့စီရဘူးလို့ကတိပေးလိုက်ပါတယ်ပြီးတော့ခင်ဗျားသမီးကိုဘယ်လိုရှာရမလဲလို့မေးလိုက်ပါတယ်သူကပြောတယ်သူသမီးနာမည်ကစူးရင်ညံဖြစ်ပြီးကျမကြီးတက္ကသိုလ်မှာတတိယနဲ့တက်နေတာပါအကယ်၍သူကကျွန်တော်ကိုမယုံကြည်ပဲတခုခုကြမ်းစီနေတယ်လို့ထင်သွားရင်ဘယ်လိုလုပ်မလဲလို့ကျွန်တော်ကမေးလိုက်ပါတယ်ဒါကလွယ်ပါတယ်ရင်းရံရဲ့ဘဲဘက်ရင်ဘက်အောင်မှာမွေးရပါမဲ့အနေလေးတစ်လုံးရှိတယ်နောက်ပြီးသူ့တင်ပါမှာလက်ချမ်းပုံစံအမာရွတ်တစ်ခုရှိတယ်အဲ့လာကငငယ်တုန်းကငါနဲ့ပုံတန်းကစားရင်မီးပုံနဲ့အပူလောင်ခဲ့တာဒီလိုမျိုးကိုရေးကိုသာရှိုးဝဲချက်တွေကိုအပြင်လူတွေသိရင်ကအသေးစိတ်မသိနိုင်ဘူးတင်ပါကကြီးသလားမကြီးဘူးလားမဟုတ်ဘူးငါပြောတာကဘဲဘက်ချမ်းလားညာဘက်ချမ်းလားလို့ညာဘက်ချမ်းပါကောင်းပြီငါပြန်တော့မယ်နောက်မှတွေ့ကြမယ်မဟုတ်ဘူးနောက်မှမတွေ့ကြတော့ဘူးငါနောက်ကိုတောင်လှည့်မကြည့်ရဲပဲအဆောက်အဦထဲကိုပြေးဝင်သွားခဲ့တယ်ငါထက်လက်ကားထဲကိုရောက်သွားတဲ့အခါမှာဖူးလိုင်းပြန်တက်လာတယ်တုံခါမှုတွေနဲ့အတူရွှေတင်ကားပြားတွေတဖွဲဖွဲကျက်လာတဲ့တာယာတဲ့အတန်းကနားထဲကိုပြန်ဝင်လာတယ်ငါလက်တွေတုံပြီးစာမျက်နှာကိုနှိပ်လိုက်တယ်ဖန်ထူးချန်ကမြင်းစီကိုရွှမ်းတတန်းလွှဲပေးလိုက်ပါပြီငါမျက်တောင်လေးကိုအထင်းဖွက်လိုက်တယ်တတန်းဒါကအစားတောက်ဖို့တဲ့သူတယောက်10နှစ်လောက်တေးအောင်လုပ်မရနိုင်တဲ့ပမာဏပဲဒါကိုယူလိုက်ရင်10နှစ်လောက်အပင်ခံစရာမလိုတော့ဘူးငါအသက်ကိုပြင်းပြင်းရှူလိုက်သည်မယူရဲသေးဘူးငါမှအလိုလိုတိစိတ်တစ်ခုရှိတယ်ငါသာတပြားပို့ယူလိုက်ရင်အသက်အန္တရာယ်ရှိနိုင်တယ်နည်းနည်းလောက်ကြောက်မိပေမဲ့စိတ်ရှုပ်ရှားမှုနဲ့မျောလင့်ချက်တွေကပိုများနေတယ်အဲ့ဒီစုရင်ရံကကျုံးဟိုင်တဲ့ကျတူမှာရှိတာငါလဲငါရီစာလူစီကိုတွားကြည့်ဖို့လမ်းကြုံနေတာပဲသူကစားတော့တယ်ငါနဲ့မတွေ့တာလဲရက်တော့ကြပြီငါကျုံးဟိုင်တဲ့ကျတူဂိတ်ဝါကိုရောက်တဲ့အခါရီစာချစ်သူရန်လူလမ်းဘေးမှာရက်နေတာကိုမြင်လိုက်ရတယ်အဲ့ဒီဖြူစင်လာပါတဲ့မျက်နှာလေးမှာစိတ်မရှိတဲ့အရေးအယောင်တွေတွေ့နေရတယ်ဖြတ်လာရောင်ကြားလေးတွေကသူ့ကိုမကြည့်ပဲမနေနိုင်ကြဘူးငါရှိတယ်ကိုတွားလိုက်တယ်လူငါတို့ကပြောစရာမလိုအောင်စိတ်ချင်းဆက်နေရလားမင်းကိုဆက်ွယ်အောင်မလုပ်ရသေးဘူးတွေးလိုက်ရပြီငါကားဘက်ကဆင်းပြီးပန်းစီကိုရန်လူရှိကိုကမ်းပေးလိုက်တယ်သူ့လက်ကိုဆွဲဖို့ကြိုးစားပြီးမရလိုက်ဘူးရန်လူကနောက်ကိုတလန်းဆုပ်သွားတယ်သူ့မျိုးလုံးထဲမှာငါနဲ့ဝေးဝေးနေပါဆိုတဲ့စကားလုံးသုံးလုံးကအထင်အရှားပဲအဲ့ဒီနောက်သူကအေးဆက်ဆက်နဲ့ပြောလိုက်တယ်ငါမင်းကိုစောင့်နေတာမဟုတ်ဘူးနောက်ပြီးငါတို့လမ်းခွဲအောင်နောက်ဆုံးငါနဲ့ဝေးဝေးနေပါသူများတွေအထင်လွဲတာကိုငါမလို့ချင်ဘူးသူစကားတွေကမိုးချိုးပြလိုက်လို့ပဲငါကိုအဲ့ဒီနေရာမှာတင်မင်းတက်သွားစေတယ်အဲ့ဒီနောက်ငါကရဲပြီးပြောလိုက်တယ်နောက်မနေပါနဲ့ငါပိုက်ဆက်အများကြီးစားချတော့မှာပါမင်းကိုကြွေးထားနေပါလေ
ဒါပေမဲ့ရန်လူကငါ့ကိုရွှင်ရှာတဲ့အကြည့်နဲ့ကြည့်ပြီးပြောတယ်မင်းရဲ့ဒီလိုပိုက်ဆံအနေငယ်လေးနဲ့ငါ့ကိုကြွေးမလို့လားရန်လူကရှေ့ကနေလိုင်းလာတဲ့ပြန်ကားတစ်စီးကိုလက်ညှိုးထိုးပြပြီးပြောတယ်မင်းဒီလိုကားမျိုးကိုတစ်ဆက်လုံးစီးနိုင်ပါမလားအခုငါစီးနိုင်နေပြီဒါကြောင့်မင်းနဲ့အချိန်ချုံနေစရာမလိုတော့ဘူးရန်လူကဒီစကားကိုမချီမင်းမြင်ပြောပြီးနောက်တချင်ကငါတယောက်တည်းတော့ပဲဖြစ်ခဲ့တဲ့အပြုံးမျိုးနဲ့ပြန်ကားစီကိုရှောက်သွားတယ်ကားပေါ်ကနေခန်းငါးထဲပါတဲ့လူငယ်တယောက်ဆင်းလာတယ်ရန်လူကသူ့ပခုံးဘော်ကိုအလိုလျောက်မိလိုက်တယ်ငကလေးတစ်ကောင်လိုပဲငါအဲ့ဒီမြင်ကွင်းကိုကြည့်နေရင်ရင်ထဲမှာတလက်လက်ဖြစ်နေတယ်ဘေးနားကလူဝါကြီးတယောက်ကလောင်ပြောင်ပြီးပြောတယ်အခုလက်ခံလိုက်ပါတော့သူ့ရုပ်ရည်ကတကယ်ကိုကြောက်တူအလားပါမယ်မင်းတို့အစားတောက်ဖို့တွေသူကိုဘေးကြည့်ပါမလဲအဲ့ဒါဘယ်သူလဲဆိုတာဒီလားနာမည်ကျော်ចောင်းသားများတမကဥက္ကဋ္ဌချန်ချမ်းမင်းလီသူကတတိသားဒုတိယမျိုးဆက်ပဲနောက်ထပ်ဖြူစင်းတဲ့ចောင်းသူလေးတယောက်ပါသွားပြန်ပြီးအဲ့ဒီအချိန်မှာချန်ချမ်းမင်းကငါပန်းစည်းကိုကိုင်ပြီးသူ့ကိုကြည့်နေတာကိုတတိထောင်းမိသွားတယ်အဲ့ဒါနဲ့ရန်လူကိုမိလိုက်တယ်မင်းအဲ့ဒီအစားတောက်ဖို့တွေသူနဲ့တီလားအထက်တန်းကျောင်းလုံးကအတန်းပေါ်ပါဒါပေမဲ့မရင်းနှီးပါဘူးသွားအောင်ချန်ချမ်းမင်းကလှည့်ပြီးလက်တစ်ဖက်နဲ့ကားကိုဖွင့်ပေးတယ်နောက်တစ်ဖက်ကတခုခုကိုကိုင်ပြီးငါဘက်ကိုနည်းနည်းရမ်းပြတယ်အဲ့ဒါအခန်းကပဲငါခုနောက်ကခဏချင်းမှပဲဗလားဖြစ်သွားတယ်အခုတလောငါရန်လူကိုတွေ့ဖို့ပြောတိုင်းသူကအကြောင်းတက်ကြမျိုးမျိုးနဲ့ငင်းနေတာကိုသွားတတိရတယ်သူကဒီလိုမျိုးစားတင်နေတာကိုလက်မထမချင်းသူ့ကိုမချီဘူးလို့ငါတတိပေးခဲ့တာကိုတတိရပြီးစိတ်အေးထားကအဲ့ဒီလူအားကြီးကိုမိလိုက်တယ်မင်းဆွေးညံ့ကိုတီးလားရီစားကတော့သွားပြီအသက်တော့အဆုံးရှုံးမခံနိုင်ဘူးအခုငါဆူထူးချန်ရဲ့တာဝန်ကိုအမြန်ပြအောင်လုပ်ပြီးဒီဝမ်းနဲ့စရာနေရာကနေမြန်မြန်ထွက်သွားချင်တယ်ဒါပေမဲ့လူအားကြီးကငါစကားကိုကြတော့တီးမတက်ရဲတော့တာပဲငါနားမချမတာမဟုတ်ပါဘူးနော်မင်းကဆွေးညံ့အကြောင်းမင်းရလားအဲ့ဒါချမ်းတဲ့ကလေးတော့မရနိုင်တဲ့အကြောင်းသူ့အလားပါလေးရောက်ထက်ကတယောက်ဒီငါလည်းမရှင်းပြတော့ဘူးငါကစီးကက်လေးနဲ့ပြောလိုက်တယ်လိုင်းပြပြီးလို့အဆင်ပြေမလားလူအားကြီးကပြောတယ်အဆင်ပြေတာပေါ့ဒီအချိန်ဆိုရင်းညံ့နစမီလေးကသမင်းဆောင်မှာသမင်းစားနေလောက်ပြီခဏကြာမှငါတို့သမင်းဆောင်တစ်ခါပေါက်ရောက်သွားတယ်လူအားကြီးကအမှန်ကနေတစ်ဆင့်စားပွဲတစ်ခုမှထိုင်နေတဲ့လှပါတယ်မင်းကလေးကိုလည်းညှို့ထုတ်ပြတယ်အဲ့ဒါရင်းညံ့တဲ့သမီးလေးပဲမင်းကိုတတိပေးလိုက်မယ်သူ့နောက်ကိုလိုက်နေတဲ့တထေသားတွေနဲ့အရာရှိသားတွေကတသက်စားတော့ရှိရဲ့အဲ့ဒီချန်ဥက္ကဋ္ဌတော့မရှင်းလိုက်ဘူးအခုမင်းကတိုးသွားတော့မှာဆိုတော့ငါလည်းလောင်ကြည့်နေလိုက်မယ်သူ့ကိုဆောင်ရှောက်တဲ့သူတွေနဲ့တိုးပြီးအထိနာသွားရင်တော့နောင်တာဆင်းမရှိဘူးနော်ငါသူ့စကားတွေကိုဂရုမစိုက်ပဲစုချင်းညံစီကိုတန်တက်မတ်မရှောက်သွားလိုက်တယ်သူ့ဘေးမှာရလိုက်ပြီးအနီးကကြည့်တော့သူ့မျက်နှာကအဖြစ်ပြိုးစရာမရှိအောင်လှပလွန်းနေစုထူးချန်ကတကယ်ပဲဒီလိုနဲ့သမီးလေးလိုသမီးမျိုးမွေးနိုင်တာလားငါတန်တရားတော့ဖြစ်မိတယ်ဘေးနားကတငယ်ချင်းဖြစ်သူရွှေဆန်းဆန်းကတော့မထီမဲ့မီအကြီးနဲ့ကြည့်ပြီးပြောတယ်အတော်ကြောက်ကြည့်နေတာတော့ပြီလားငါတို့ရင်းရံကလာတာတော့အမှန်ပဲဒါပေမဲ့မင်းကိုမင်းလည်းပြန်ကြည့်အောင်သွားတော့တောင်းပန်ပါတယ်ငါတီးတီးငင်ငင်ရဲရဲပြီးပြောလိုက်တယ်စုရင်းရံငါနဲ့ခဏလောက်အပြင်ထွက်ခဲ့ပါလူမရှိတဲ့နေရာမှာစကားပြောရအောင်အရေးကြီးတဲ့ကိစ္စရှိလို့သူစကားမပြောရသေးခင်မှာပဲရွှေဆန်းဆန်းကခင်ဗျားမှာယောဂတစ်ခုရှိနေလား3စက္ကန့်တွင်အဝေးရောက်ထွက်သွားစမ်းကျွန်တော်ကအလင်းခံထားရလို့အရန်ကောင်းထနေရတယ်ကြားတယ်အကြောင်းရင်းမရှိပဲဆေးဆုပ်ခံနေရတာကိုထပ်ပြီးသိမခံနိုင်ဘူးဒါခင်ဗျားနဲ့မဆိုင်ဘူးပါစက်ပေးထားလိုက်အဲ့ဒီနောက်ရွှေရှန်းရှန်းကအော်ခဲ့လိုက်တယ်ကြေးကြပါအောင်ရင်းရံကိုတည့်လောက်ကမကောင်းချက်ဖို့လုပ်နေတယ်အဲ့လိုပြောပြရတယ်ចောင်းသားအများအပြားထိုင်ကုန်တရားနဲ့ထားလာကြတယ်ခင်ဗျားရှောက်မလုပ်နဲ့ဒီចောင်းကခင်ဗျားတောင်းချလိုက်ရတဲ့နေရာမဟုတ်ဘူးခင်ဗျားစက်ပြီးရန်ကားနေရင်တော့ဒုက္ခရောက်နေမယ်ရွှေရှန်းကအာရှီယံကိုလူအုပ်ထဲဆွဲခေါ်သွားတယ်ဒီအချိန်လေးကြောင့်ကျွန်တော်ကြောင်းပါတယ်ရင်းရံကိုထွက်သွားခွင့်ပေးလို့မဖြစ်ဘူးမဟုတ်ရင်ကျွန်တော်တေးလိမ့်မယ်ဒါပေမဲ့တီးတန်းစကားပြောဖို့အခွင့်အရေးမရှိဘူးဒါကြောင့်ကျွန်တော်ဘာမှမတတ်နိုင်တော့ပဲရင်းရံကိုပြောပြလိုက်ရင်းရံခင်ဗျားမှာမှဲ့နေတဲ့လုံးရှိတယ်မလားကျွန်တော်ဘာကိုဆိုလိုလဲဆိုတာခင်ဗျားသိပါတယ်ဘယ်ပဲအောင်နာချီတော့အပေါ်ပိုင်းခါနာလောက်ရှိတယ်လက်မဝက်လောက်ရှိတယ်အမာရွက်တစ်ခုရှိတယ်အဲ့ဒါငငယ်တုန်းကမီးဖိုးနဲ့အပူလောင်ထားတာမဟုတ်လားရင်းရံကအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါရင်ခုန်ခံနေညံလာတယ်အဲ့ဒီစကားတွေကတာရဲပြောလိုက်တာမျိုးမဟုတ်ပေမဲ့အကြီးအမြတ်ကတော့တော်တော်လေးရှင်းလင်းနေတယ်အခုတော့မသိတဲ့အမျိုးသားတစ်ယောက်ကဒါကိုတိနေုံတင်မကပဲလူအများကြီးရှိမှာပါထုတ်ပြောလိုက်တာကြောင့်ရှက်စရာကောင်းတဲ့ခန်းစားချက်မျိုးဖြစ်သွားတယ်ကံကောင်းတာကတိကျတဲ့နေရာကိုထုတ်မပြောလိုက်တာပဲမဟုတ်ရင်တော့လူကြားထဲမှာညနာပြက်စရာကြီးဖြစ်သွားမယ်သူမကျွန်တော်ရှေ့ကိုအညံပေးလာပြီးသူမရဲ့နူးညံ့တဲ့လမ်းနဲ့ကျွန်တော်ပါဆက်ကိုပိတ်လိုက်တယ်ရင်းရံကရှက်ရှက်နဲ့ခေါင်းကုန်ပြီးပြောလိုက်တယ်ဘာမှထမပြောပါနဲ့တော့ရှင်းတဲ့အတူအပြင်ကိုလိုက်ခဲ့ပါမယ်အဲ့ဒီအတန်ကိုအားလုံးကြောက်ကြပြီးလူတိုင်းကြောက်သွားကြတယ်စားတော့ဆိုင်တစ်ခုလုံးနဲ့ရုပ်ရည်တိတ်ဆိတ်သွားတယ်ကျွန်တော်ကြောက်သွားမိတယ်သူမရဲ့လက်ကလေးကတကယ်ကိုမွေးပြန်နေတာပဲတော့ကြဆိုအမြန်ထွက်အောင်ရင်းရံကကျွန်တော်လက်မောင်းကိုဆွဲပြီးအပြင်ကိုခေါ်ထုတ်သွားတယ်ရွှေရှန်းရှန်းကမျက်လုံးဝိုင်းသားတဲ့ကြည့်နေပြီးရင်းရဲ့ဒီလိုဘဲကိုသွားကြမလို့လဲလို့မေးတယ်ရင်းရံကလက်မကြည့်ပဲသူနဲ့တိတန်ကိစ္စလေးတွေပြောစရာရှိလို့ခဏနေပြန်လာခဲ့မယ်လို့ပြောလိုက်တယ်စားတော့ဆိုင်ထဲမှာတော့လူတွေကအံ့ဩတကြီးနဲ့ဟိုလူကဘာတူလဲရင်းရံရဲ့လက်ကိုတောင်ကြိုက်သွားတယ်ဆိုပြီးပြောနေကြတယ်မဲညီနဲ့အမယုကဘာကိုဆိုလိုတာလဲဘဲအောင်နာဆိုတာဘာလဲမတော့နားမလဲတော့အကင်းဘက်မှာဝတ်တုတ်ကရင်းရံနဲ့အဲ့ဒီလူအတူတူထွက်လာတာကိုမြင်ပြီးသူ့ကိုသူပါးရိုက်ကြည့်နေတယ်ဒါဟာစိတ်ကူးရနေတာမဟုတ်ဘူးဆိုတာသိချသွားပြီခဏနေတော့ရင်းရံကကျွန်တော်ကိုတောင်းအပြင်ကတချင်းဆိုတဲ့နေရာကိုခေါ်သွားပြီးအခန်းတစ်ခုငှားလိုက်တယ်အခန်းထဲရောက်တော့ရင်းရံကအဲ့ဒီစကားတွေကဘာကိုဆိုလိုတာလဲလို့မေးတယ်ကျွန်တော်ကအခုဒီမှာတခြားလူမရှိတော့ဘူးဆိုတော့အဓိကအားရိုက်ပြောကြအောင်လို့ပြောလိုက်တယ်ရင်းရံကဒေါသထွက်ပြီးဘယ်သူကရှင်းလို့လဲလို့ပြန်မေးတယ်သူမကကျွန်တော်ကိုတတိပေးပြီးခင်ဗျားရှောင်းမလို့နဲ့တခုခုမားရွေးလာနဲ့ကျွန်တော်အော်ဟစ်လိုက်မှလို့ပြောတယ်ကျွန်တော်ကလက်ကိုမြောက်ပြီးသူမရဲ့ဘဲဘက်ချမ်းကိုညွှန်ပြလိုက်တယ်ဒီမှာမဲနေတလုံးရှိတယ်မဟုတ်လားပြီးတော့ကျွန်တော်ရဲ့ညာဘက်ချမ်းကိုပုတ်ပြီးတော့ခင်ဗျားငငယ်ကပုံတန်းကစားရင်းနဲ့မိဖို့နဲ့အပူလောင်ခဲ့တာလေလို့ပြောလိုက်တယ်ရှင်းသားလေးကိုဘယ်လိုလုပ်ခိမိတာလဲလို့သူမကမေးတယ်ကျွန်တော်ကဆိုဖာပေါ်မှာထိုင်လိုက်ပြီးကျွန်တော်နာမည်ကဝန်းညာပါစုထူချန်ကခင်ဗျားကိုရှာခိုင်းလို့ကျွန်တော်ရောက်လာတာပါခင်ဗျားမယုံမှဆိုလို့အဲ့ဒါတွေကိုတက်တည်အဖြစ်ပြောခိုင်းလိုက်တာပါလို့ရှင်းပြလိုက်တယ်စုထူချန်ဆိုတဲ့နာမည်ကိုကြားလိုက်ရတဲ့အခါသူမကသူ့အဖေကိုတတိရသွားတယ်သူမရဲ့အဖေနဲ့ပတ်သက်တဲ့အမှတ်တရကရှင်းတဲ့သမီးအိမ်မှာတင်ရနေခဲ့တာတရက်မှသူအပြင်ထွက်သွားပြီးတော့ဘယ်တော့မှပြန်မလာတော့ဘူးအဲ့ဒီနောက်ပိုင်းလူတစုကအိမ်ထဲကိုအမြဲဝင်လာပြီးရိုင်းနှက်ဖြစ်စီတာတွေလုပ်ခဲ့ကြတယ်အခုတော့သူမအမေကအလုပ်လေးခုလောက်လုပ်ပြီးသူမရဲ့အကြောင်းစိတ်အညံ့ပွားအတွက်တင်မကပဲအကျွေးတွေကိုပါဆက်ပေးခဲ့ရတယ်ဒီနေ့မှအကျွေးတွေအကုန်ဆက်ပြီးသွားတာဒါကြောင့်သူမကစုထူချန်ကိုအယံမုံတယ်ရင်းရံကငိုကြွေးနေတာကြောင့်ကျွန်တော်လည်းဘာလို့ရမှန်းမသိပဲသူမရဲ့ကြော်ကိုပို့ပေးလိုက်တယ်တိုးတုံးကိုအောင်မဟုတ်ရင်ကျွန်တော်ကခုခုလုပ်လိုက်တယ်လို့တခြားလူတွေထင်ကုန်မယ်စုထူချန်ကဘာလို့ကိုယ်တိုင်မလာတာလဲလို့သူမကမေးတယ်သူကကားအက်ဆီဒန့်ဖြစ်ပြီးဆုံးသွားပြီဒါပေမဲ့မတိခင်မှာခင်ဗျားကပိုက်ဆံတချို့ချန်ထားခဲ့တယ်အဲ့ဒါက9သိန်းလောက်ရှိတယ်ရင်းရံကအဲ့ဒီပိုက်ဆံကိုတပြားမှမယူဘူးလို့ညင်းတယ်ကျွန်တော်ကထောသားချပြီးခင်ဗျားတောင်ယူရင်ကျွန်တော်အတက်ကဘယ်လိုလုပ်မလဲလို့ပြောလိုက်တယ်ဒါကအသက်တည်နိုင်တဲ့ကိစ္စပဲခင်ဗျားဘယ်လောက်ပဲလှလာကျွန်တော်ကတော့ဂိမ်းမဆိုင်ဘူးကျွန်တော်သူမရဲ့ပါကိုရိုက်လိုက်ပြီးခင်ဗျားအမေရဲ့ခန်းစားချက်ကိုလည်းစဉ်းစားအောင်ဒီပတ်စံကသူမစီကနေယူထားတာကိုပြန်ပြရတဲ့အတူတူပဲလို့ပြောလိုက်တယ်ကျွန်တော်ဖုန်းကိုထုတ်ပြီးခင်ဗျားရဲ့ဖုန်းနံပါတ်ကဘယ်လောက်လဲလို့မေးတယ်ခင်ဗျားသာမယူရင်ခင်ဗျားရဲ့ရှူဟာချက်တွေကိုအကုန်ဖွင့်ချပေးမယ်လို့ချင်းချောက်လိုက်တယ်အဲ့ဒီနောက်ဖုန်းနံပါတ်ကိုထည့်ပြီးပတ်စံတွေကိုလွှဲပေးလိုက်တယ်အဲ့ဒီတော့မှကျွန်တော်စိတ်အေးသွားတော့တယ်ကျွန်တော်ပြန်ဖို့ပြင်လိုက်တဲ့အချိန်မှာရင်းရံကကျွန်တော်ကိုဆွဲထားပြီးတောက်တာတကြီးနဲ့ပြောလိုက်တယ်ကျွန်တော်ကိုပါရိုက်ပြီးအခုပဲပြန်တော့မို့လားမနေ့ပြန်တည်းတော့ကျွန်တော်ရဲ့ဤစားအဖြစ်လုပ်ပေးပါလို့သူမကပြောလိုက်တဲ့အခါကျွန်တော်အံ့ဩသွားမိတယ်မင်းကမင်းကလေးတွေကိုကစားတဲ့သူလားတကယ်လို့မင်းကတက်တီရှိတဲ့သူဆိုရင်တော့ငါစဉ်းစားပေးပါမယ်ဒီနေ့ပဲငါအငင်းခံလိုက်ရတာမနေ့ပြန်ချရင်ထပ်ပြီးအငင်းမခံချင်တော့ဘူးပြီးတော့မင်းကအကြောင်းရအလားပြင်ပါပဲလေစကားတစ်ခွန်းပြောလိုက်ရုံနဲ့မင်းနောက်ကိုလိုက်မဲ့သူတွေအများကြီးရှိနေတာပဲစူးရင်ရံကတပြင်းချပြီးပြောလိုက်တယ်ကျမကိုအများကြီးကူညီပေးခဲ့ဘူးတဲ့ဆရာကြီးတယောက်ရဲ့မိနစ်ပွဲကမနေ့ပြန်ရှိတယ်အဲ့ဒီပွဲကိုလာမဲ့သူတွေထဲမှာကျမအယောင်မုန်းတဲ့လူတယောက်ပါနေတယ်အဲ့ဒီလူကဆရာကြီးကတည်းကကျမကိုလက်ထက်ခွင့်တောင်းဖို့ကြံစည်နေတယ်လို့ကြားတယ်ခင်ဗျားကကြောင်းပြင်ပါကလူဆိုတော့ဘယ်သူမှရင်းမိမှာမဟုတ်ဘူးဒါကြောင့်ကျမကိုကူညီပေးပါနော်သူမရဲ့စိုးရိမ်နေတဲ့မျိုးဝင်းတွေကိုကြည့်ပြီးကျွန်တော်မင်းရဲ့တော်တာနဲ့သဘောတူလိုက်ရတယ်သူမရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ငွေတစ်သိန်းကိုလည်းစေးအေးလေးနဲ့ယူလို့ရပြီပေါ့ဒါဆိုမနေ့ပြန်တွေ့မယ်လို့ပြောပြီးစူးရင်ရံကပြုံးပြီးထွက်သွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းကအတိုင်းမြည်လာပြီးရင်းနှီးနေတဲ့စနစ်အတန်းကပြန်ထွက်လာပြန်တယ်အော်ဒါအတစ်တကူထပ်တက်လာပြန်ပြီဒါပေမဲ့အကြောင်းအရာကတော့တော်တော်လေးထူဆန်းနေတယ်အော်ဒါထဲမှာရေးထားတာကတော့မောက်တိုင်ရဲတပလင်းနဲ့ဖန်ခွင့်နှလုံးယူလာပြီးဖို့ပါပဲပြီးတော့တန်ဖိုးရှိတဲ့လက်ဆောင်တစ်ခုလည်းပေးမယ်တဲ့လိပ်စာကတော့အနီးနားကဈေးဝယ်စင်တာရဲ့ထက်လီကစင်ချင်မှာရှိတဲ့နံပါတ်လေးအလွှာခလုတ်ကိုလေးချိန်နေပေးရမှာပါဒီစာကိုမြင်လိုက်တာနဲ့ဒါဟာနာကျင်ရလောကကလာတဲ့အော်ဒါဆိုတာကျွန်တော်သိလိုက်တယ်တန်ဖိုးကသိန်းတစ်ထောင်တောင်ဆိုတော့ကျွန်တော်အံ့တော့သွားရတယ်ကျွန်တော်ဘာကြောင့်အငင်းခံလိုက်ရတာလဲပိုက်ဆံမရှိတော့ပဲမဟုတ်လားဒါကြောင့်ကျွန်တော်လည်းအမြန်ဆုံးပဲ KTV ကနေထွက်လာပြီးဆိုင်ကယ်ကိုစီးပြီးထွက်လာခဲ့တယ်ဈေးဝယ်စင်တာကိုသွားပြီးမောက်တိုင်ရဲတပလင်းဝယ်လိုက်တယ်တ
တယ်လီကားထဲမှာလူတွေအကုန်ထွက်သွားတော့မှကျွန်တော်လည်းလေအလွာခလို့ကိုလေးချိန်နေလိုက်တယ်တယ်လီကားလေးမျက်နှာကချက်ချင်းပဲဝေဝါးသွားပြီးဖုန်းလိုက်လည်းဖျောက်သွားတယ်ဒီကုလုံးဟာသွားတယ်လို့ခန်းစားရပြီးနောက်မှာတော့တကားကအလိုလိုဖွင့်သွားတယ်အပြင်ကိုထွက်လိုက်တဲ့ခါမှာတော့ထူးဆန်းတဲ့အဆောက်အုံကြီးကိုထည့်မြင်ရပြန်တယ်စုထူချန်ကကျွန်တော်စီကိုအမြန်ပြေးလာတယ်လူဘေးမှာတော့ကြည့်ရတာချမ်းသာပုံရတဲ့လူလက်ပိုင်းတယောက်လည်းပါလာတယ်ကျွန်တော်ကစုထူချန်ကိုငေကိုတန်းကိုစုရင်းရန်စီလွှဲပေးလိုက်ပြီးလို့ပြောလိုက်တယ်စုထူချန်ကကျင်းတဲ့လို့ခေါင်းညိပြတယ်သူကဘေးကလူကိုမိတ်ဆက်ပေးတယ်ဒီလူကတော့ချမ်းဟုံဖေးပြီးဒီအရက်ကတတိကြီးတယောက်ပဲသူ့မှာတန်းဖိုးကြီးတဲ့ကုမ္ပဏီလည်းရှိတယ်ကဲညီလေးဒီလူကြီးကိုအရက်တိုက်ပါအောင်လို့ပြောတယ်ချမ်းဟုံဖေးကအရက်ကိုတောက်လိုက်ပြီးတော်တော်လေးကျင်းသွားပုံရတယ်ဒါဟာနာကျင်ရလောကမှာတော့လဲချောင်းကိုဖြတ်သွားတယ်လို့ခေါ်တာပေါ့တကယ်လို့ဝိညာဉ်သားတကယ်တောက်လိုက်မိရင်တော့ဝိညာဉ်လွင့်စင်သွားမှာပဲစုထူချန်ကအချင်းသိမရှိဘူးဆိုပြီးအလုပ်ကိစ္စကိုပြောဖို့တိုက်တွန်းတယ်ချမ်းဟုံဖေးကသူ့အိမ်လေးစားကိုပြောပြပြီးကျွန်တော်ကိုမျောလင်းတကြီးကြီးနေတယ်အဲ့ဒီကိုသွားပြီးသူ့အဝတ်အစားတွေကိုဂိုင်းပေးပါတယ်ဒါမှသူကကျွန်တော်ကိုယ်ကိုဝင်ပူလို့ရမှာလေကျွန်တော်လည်းအံ့သွားတယ်ကိုယ့်ရဲ့ကိုဝင်ပူတာကလွယ်လွယ်လေးလားပြီးတော့ပြန်မဖက်ပဲနေရမလို့လုံးမလဲချမ်းဟုံဖေးကဒူးထောက်ပြီးတောင်းပန်ရှာတယ်ကျွန်တော်ကိုကူညီပေးပါလို့ပြောတယ်သူ့မှာတားတယောက်ရှိပြီးနာမည်ကချန်ထျန်းမင်းသူတည်ပြီးမှပဲသူသားရင်မဟုတ်မှန်းသိလိုက်ရတာတဲ့တစ်စက်လုံးစူးစမ်းခဲ့တဲ့များတွေကအဲ့ဒီလူမျိုးလက်ထဲမရောက်စေချင်ဘူးဒါကြောင့်သူမိမကိုအမွေကိစ္စတွေပြောဖို့တဲ့ကိုယ်ရဲ့ဝင်ပူခွင့်ပေးပါကုမ္ပဏီရဲ့ရှယ်ယာ10%ကိုလည်းပေးပါမယ်လို့ပြောတယ်ချန်ထျန်းမင်းဆိုတဲ့နာမည်ကိုကြားလိုက်ရတော့ကျွန်တော်လည်းဒေါ်လာထပ်ပါတယ်